Hi ma. ဒီနေ့ဒါကျမအိမ်မှာရှိတဲ့ဆေးပုံဒီဆေးပုံလေးမှာဘာတွေရှိတယ်ဆိုပြမယ်နော်ဒါကပန်ဒါအာဇီဒါကျမတောက်တာကျမသမီးကဘိုင်းနာတဲ့တော့သူကဒီ creaminess အဖြူပဲတောက်တယ်သူ့ရဲ့လက်ဆွဲဒါ joint seafood black သူက joint ဒီအရွတ်တွေပေါ့နော်အဲ့ဒါတွေနားတယ်ဆိုလို့ရှိရင်နားတာလေးတက်တာတယ်နောက်တစ်ခုအားဖြစ်ပြီးတယ်ပေါ့နော် collagen တိုက်တွေပါတယ်ဒါပါတယ်ဗိုက်တာစီပါတယ်ဒါကအစစ်ဒီကပိုင်းမှာကျွန်မတောက်နေရတဲ့စီအမစလေးပါနာဒါပူတိကြီးတတအတွက်ဝယ်ထားပြီးတော့တိုက်ဖြစ်တာဒါလေးတော့ပဲတော့ပုံပြတာတော့ပါတယ်ပူတိကြီးပဲဒီကိုချင်း biogenesis ရှိရယ် water biogenesis ပဲတောက်လက်စားဒီဘာလဲ biogenesis နေဦးနော် biogenesis တွေကိုဒီ lipid acid multivitamin အစုံပါတယ်ဂျင်ဆင်းပါတယ်ဒီ acid လေးရှိတယ်ဒါကကျွန်မမျိုးသားတောက်နေmagnesium ကျွန်မတောက်နေပါတယ်ဒါလေးကျွန်မတောက်တာပါဓာညူရွန်ကဗိုက်တာမင် B1 စစ်တွေပါတာလေဒါလေးကျွန်မတောက်တာဒါဒိုင်ကော်တီကအိမ်မှာစောင့်ထားတယ်သူကဝင်းအရန်ရှောနေဒီဟာကျွန်မသမီးဒီသူအန်ဆုံးရဲ့ရှေ့ကသွားလေအဲ့သွားကအောက်ကနေထွက်ပြီးတော့နာနေတာအားကြောင့်မလို့သူတောက်နေရတာမထူပုတ်သက်စေးတောက်နေရဒါသူတောက်နေရကဒီနန်းကအကျော်ကကျွန်မလှုပ်တယ်ငကြောလှုပ်တယ်ခေါ်မှာပေါ့နော်ခုနနဲ့အောင်ကျော်ဆရာကြီးနဲ့ပြပြီးတော့စေးတောက်နေရပါအများကြီးဟိုလိုဒီတောက်ဆရာမလို့ဒီလိုမျိုးဒါက neuronist လို့ဟာမျိုးပေါ့နော် B1 စစ်တွေမတောက်ဘဲနဲ့ဆရာ neuronist ကိုပြောင်းတောက်ကြည့်ရဆိုလို့ဒါတောက်တယ်ပို့ဒါတော့ bioflow ဒါကတော့အမောက်စလင် flimax သူက flimax ကလေအရေးလေးရှိအရေးကတသားလေးတောက်တယ်ကျမလေးတောက်တယ်သမီးလေးတောက်တယ်ဒါကတော့အပြားပေါ့နော်ကျမတို့လူတွေရှိလားမသိဘူးစေကန်တော့ပြရဲဆရာဝန်ကဆေးတွေလိုက်တယ်ကြိုက်ခပြောက်သေးဆိုကြိုက်မှတောက်မယ်ဆိုရင်တော့ပေးထားတာဒါပေးလိုက်တဲ့အတိုင်းဒီတိုင်းလေးပဲအရာမယွင်းသေးဘူးဒါ ready ကလာတဲ့ citrusine နှာစီးရင်နောက်တစ်ခုကကြတော့ allergic ထားရင်တောက်တယ်လေကျမသမီးအတွက်လေသူကနှာခေါင်းသမားပေါ့နော်သူကနှာစီးတာနှာအရင်စီးလို့မရအောင်နှာစီးရင်သူကဒီနားစီရဲ့အနောက်မှာရေအဲ့မှာရေသွားပြီးစုတယ်ဒီနှာကြီးอ่ะပေါ့နော်အဲ့ဒါကြောင့်သူကနှာစီးလို့မရအောင်သူနည်းနည်းလေးနှာစီးပြီးဆိုတာနဲ့ citrusine တိုက်ရတယ်ဒီမှာအင်္ဂါဆေးပုံကလေကျမတောက်တဲ့တန်တဲ့အားစီးတွေကိုတပုတ်တစ်ခေါင်းကျမတန်တဲ့အားစီးအမြဲတောက်ရတယ်ဘာလို့ဆိုတော့ကျမကအရန်သွေးအားနေအထင်မှာပါတယ်အားကြောင့်ကျမအမြဲတမ်းတောက်ရပါလိမ့်ရှင်ဒီမှာတန်တဲ့အားစီးကတစ်စိမ့်နှစ်ခုဒါအလက်ဆန်လေးနော်ဖြားရင်ရောင်းတိုင်းနေလေးတောက်ကြတယ်ဒါတော့ကျွန်မတောက်ထားတဲ့ဟာလေးပါဒါက emoji ခုနတိုင်းကိုတီးလို့ပဲဝင်ပိတ်စီဒါက probiotic kimchi probiotic သိရနော် kimchi probiotic ပါလဲဆိုတာအဲ့ဒီအရသာအရန်ကောင်းတာဒီတိုင်းလေးမှုတ်ပြီးတောက်လိုက်ရုံပဲဒါ kimchi probiotic kimchi probiotic အကြောင်းလေးကျွန်မပြောထားရှိပါတယ်ဒီချင်းရှာပြီးတော့နောက်ထောင်မှာဒီတစားကိုသဘောကျကြိုက်တယ်အရသာကြိုက်တယ်တမယာရည်လေးလို့ပဲသူအရေးအေးလေးနဲ့တောက်တမယာရည်လေးကုန်သေးရှိသေးဒါတက်စားပြရနာမည်က ORS MAT ခုနကဗာလေခုနက YC ORS စုံနေမယ်နော်စုံနေတာပဲဒါဗာလေ CQC ဒါလေဗိုက်တာမင် C ပဲကျမဗိုက်တာမင် C တောက်တဲ့ထဲမှာပါတယ်သိလားဒီ ABT က ABT ကလာတာABT ကရေစုဆေးတွေလည်းတောက်တယ်ဒါလည်းရေစုဆေးပဲသူကဗိုက်တာမင် C 1000ပေါ့နော်1000ဆိုโอเคဒါလေးမြင်တော့တတိယတိုင်းခဏနေတောက်လိုက်မယ်ဒီနေ့ဒီတရက်နှစ်ရှိပြီဟွာလေအစစ်လည်းတောက်နေလူကနည်းနည်းလေးမကောင်းခြင်းဖြစ်နေဗိုက်တာမင် C 1000တောက်လိုက်မယ်โอเคဒါတော့ folic acid ပါ folic acid တွေ့လို့မလို့တော်ကြနေဆိုလို့ထင်းနေကြအောင်မထင်နဲ့ folic acid ကဟိုတလောကphysician ပြတော့ငါညွှန်လိုက်တာကိုဝင်ရချင်လို့ကိုဝင်ရှိနေလို့တောက်တာ folic acid ကဒါပေမဲ့ကျမအဲ့လိုကြောင့်တောက်တာမဟုတ်ဘူးနော်နောက်တစ်ခုကဒါ alcohol pad ဒီခဏလုံးက CQC ပါဒီကျတော့ဒါဗဇင်းထိုးထားတဲ့ကတ်တွေ SML မှာတုတ်ကွေးကဝစီထိုးတဲ့ကတ်တွေပါဒါလည်း SC probiotic ကိုထုတ်ကလေးနဲ့ပါခုနကဘူးနဲ့ဒါထုံးတယ်နော်ဒါ neuron အပြားဒါတော့အင်္ဂါလူကြီးတောက်တယ်ဒါကတော့သိရမလားစီဝါကြီးပိုပီတုံး testo
ဒီမှာတက်ဆိုကျမလေမင်းရပြီးချောင်းဆိုးတဲ့ထင်မှာပါတယ်လေမင်းရပြီးချောင်းဆိုးတဲ့ထင်မှာပါတော့ကြတော့ဒီလိုလေညမှာအဲ့လိုလေမင်းလေးရပြီးတော့အဲ့လိုကိုမရတာမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင် test ကိုထပြီးတော့တောက်လိုက်တာပါဒီဆေးကကြတော့ဒါအကက်ခဲပြောက်စေပဲညတိတာ rehab မှာပြတော့ကအယိုးရောင်ပြီးတော့နာနေရလေခြေထောက်ကအဲ့ဒါမပြောက်သေးဘူးအဲ့ကြနာတဲ့ချိန်မှာတောက်ရအောင်လို့ဆရာမပြီးထားတာပါအဲ့လေတလုံးမှမတောက်ပါဘူးကျမအကက်ခဲပြောက်စေးဆိုရင်တော်ယုံတောက်ခဲတွေပေါ့နော်တကယ်ကိုမနေနိုင်မှပဲတောက်တာမနေနိုင်မှတောက်တာဒါပေမဲ့ဒါလေးကြတော့လေတောက်တာဒါလေးကြတော့လေတောက်တယ်ဘာလို့ဆိုခေါင်းကိုက်ရင်အရန်ထိုးပြီးကိုက်တာမနေနိုင်ဘူးအဲ့လိုချိန်ဆိုလို့ရှိရင်တော့သူ့တောက်ဖြစ်တာပေါ့နော်ဒါပါပဲရှင်ကဲကျမတို့ပဲအိမ်မှာဆေးတွေကိုဘာတွေတင်ချကြလဲဘာတွေစောင့်ထားကြလဲကိုယ်ကနေမှမှန်ကလေးနော်